နေ့စဉ်မိုးလေဝသအစီရင်ခံစာရေဘူးရ2025ခုနှစ်မေလ21ရက်နေ့ထုတ်ပြန်ချက်2025ခုနှစ်မေလ22ရက်နေ့အတွက်ခန့်မှန်းချက်တပင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့်တောင်ပိုင်းတို့တွင်မုတ်တုံလေအားအသင့်အတင်ရှိမည်ကြံဘင်္ဂလားပင်လယ်အော်တွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာမည်တိုင်းနှင့်ပြည်နယ်တို့၏ရေဘူးရအခြေအနေစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ကြားနေပြည်တော်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအေရဝတီတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်ပဲခူးတိုင်းဒေသကြီးတောင်ပိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းပဲခူးတိုင်းဒေသကြီးတောင်ပိုင်းအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်3မြမပင်လယ်ပြင်အခြေအနေမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရန်ဖန်ရန်ခါမိုးတက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင်းမှလှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေသည်တနအီလျင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှာ9ပေမှ10ပေခန့်ရှိနိုင်ပါသည်လေးလာမည့်48နာရီအတွက်ခန့်မှန်းချက်ရှမ်းပြည်နယ်တွင်မိုးပိုလာမည်ကိုစိတ်နှစ်ဖြာကျမ်းမာရှင်လန်းကြပါစေ